Hola, hola, buenas. စပိန်စကားလေ့လာနေတဲ့သူတွေအတွက်ဒီလိုစကားစုအတိုလေးတွေကိုသုံးပြီးတော့ကိုချစ်ရတဲ့သူတွေကိုနှုတ်ဆက်လို့ရပါတယ် Okay. Hasta ဆိုတဲ့စကားလုံးလေးကိုရှေ့မှာရေးပြီးတော့ရှေ့မှာထားပြီးတော့နှုတ်ဆက်စကား၃မျိုးပြောလို့ရပါတယ်ဥပမာလေးတွေကြည့်လိုက်အောင်နံပါတ်1က hasta pronto မကြခင်တွေ့မယ်နော်မကြခင်တွေ့ကြမယ် hasta pronto နံပါတ်2က hasta mañana မနက်ဖြန်မှတွေ့မယ်မနက်ဖြန်မှတွေ့ကြမယ်နံပါတ်3က hasta luego နောက်မှတွေ့မယ်နောက်မှတွေ့ကြမယ် Okay ဒီလောက်ဆိုရင် hasta ကိုရှေ့မှာထားပြီးတော့နှုတ်ဆက်စကားပြောပုံလေးတွေကိုလေ့လာလို့ရပါတယ်အားလုံးပဲစင်ပြေကြပါစေ Ciao